အားလုံးပဲမင်္ဂလာပါအခုပြပေးမယ့်သင်ခန်းစာကကျွန်တော်တို့အောက်ပိုင်းလေ့ကျင့်ခန်းတွေကနေပြီးတော့ကျွန်တော်တို့ step up သင်ခန်းစာကိုပြပေးမှာဖြစ်တယ်သူကတချို့ကျင်နေမှာဆိုလို့ရှိရင်လည်းကျွန်တော် box တွေရှိတယ်အခုကိုကအိမ်မှာပဲလို့ကျွန်တော်ကျင်မှာပဲလို့ဒီလို bunch ပေါ့နော် bunch ကတော့အရန်မြင့်သွားရဆိုတော့လည်းတိတ်တော့အဆင်မပြေဘူးတင်နေထားလို့ဆိုတော့နည်းနည်းလေးအဆင်ပြေတယ်โอเคအဲ့ဒီဟာကိုကျွန်တော်ဒီဘက်အချမ်းနဲ့ပြပေးမယ်သူက step up မှာ dumbbell ကိုကင်သုံးလိုက်ရတယ်အစပိုင်းမှာဆိုရင် beginner အတွက်ကတော့ကျွန်တော်တို့ body weight နဲ့ပဲပေါ့နော်အဲ့ဒါမျိုးတက်တင်တယ်โอเคဆိုတော့ခြေထောက်ကနည်းနည်းလေးအနောက်ကိုရောက်ထားတယ်နည်းနည်းလေး body အရှိကိုနည်းနည်းလေးညှွတ်ထားတယ်လူလေးဆန့်ထားတယ်ပြီးရင်ဒီခြေထောက်ရဲ့ကန်အားနဲ့အပေါ်ကို body ကိုထိပြီးတော့တက်လိုက်တာဖြစ်တယ်တချို့ကြတော့ခါထောက်လို့ရတယ်ပြဿနာမရှိဘူး1ဒီဖြည်းဖြည်းချင်းပြန်ချမှာပြန်ချတဲ့ခါမှာဆိုရင်ကျွန်တော်တို့ကခြေပြားအရင်ကျပြီးမှဖနှောက်ကိုအရင်ချမှာဖြစ်တယ်ပြီးအရန်မြန်စရာမလိုပုံမှန်လေးပဲโอเคအဲ့လည်းမှာကိုကနေပြီး10ကျင်ဆော့အောင်မလား12ကျင်ဆော့အောင်မလားဆိုတဲ့ပုံမူတည်ပြီးကျွန်တော်တို့တစ်ဖက်ပြီးွားရင်နောက်တစ်ဖက်ကိုရှင်းမယ်โอเคကျွန်တော်ဒီအရှိအနေနဲ့ပြပေးမယ်လို့တက်တယ်ဒီတမ်ဘဲနှစ်ခုပါတယ်ဆိုရင်ကျွန်တော်တမ်ဘဲကိုဒီလိုကင်ထားဖို့လိုအပ်မယ်โอเคအခုဆိုလို့ရှိရင်ဒီ step up သင်ခန်းစာကိုလိုက်ပြီးလေ့ကျင့်လို့ရမှာလို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်